AMD ရဲ့ Nice Podcast ကနေပြီးတော့တဖန်တယ်လည်းဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနောက်ရှိအမျိုးသမီးတွေနေ့စဉ်ကြုံတွေ့နေကြတဲ့အရာတွေကတခုဖြစ်တဲ့ဒါကိုခင်မိုးကိုကပြောဆိုတဲ့အခါမှာကျွန်တော်တို့မညွန်လင့်ဘဲနဲ့ကျုံးကလေးတစ်စကားတွေမှာကိုခင်မိုးရဲ့မာနလေးတွေထိခိုက်မိသွားတယ်လို့ရှိရပါတော့ဆိုတော့ဒီနေ့မှာကျွန်တော်ကဒါအနောက်ရှိအမျိုးသမီးတွေအတွက်ကိုချစ်လာတဲ့ကိုခင်မိုးရဲ့မာနကိုမထိခိုက်စေဘဲနဲ့ဒါပြောရင်လေနားလေလွယ်မဲ့နီးလက်14ခုကိုဒီနေ့ကျွန်တော်စစ်ဆေးပြီးတော့တွေ့ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့တော့ကိုတောင်းဆိုချင်ပါတယ်။ intro လေးပြီးရင်အစီအစဉ်လေးစလိုက်ကြရအောင်။ဒီနေ့မှာတော့ကျွန်တော်ကဒီအိမ်နောက်ရှိအညိုသမီးတွေနေ့စီကြုံနေနေတဲ့ဒီအခက်အခဲတွေကိုမှကျွန်တော်ကဒါဖြေရှင်းပေးဖို့တော့ကျွန်တော်တို့လေးစဉ်းစားခဲ့တယ်ပေါ့နော်စဉ်းစားရင်းနဲ့ကျွန်တော်ဒါနီလာ14ခုလို့ပဲပြောရမှာဒါမှမဟုတ်ဒါကိုသွေးမိတဲ့အကြောင်းအရာလေးတွေနဲ့ကျွန်တော်ရှာပြီးတော့စုစည်းထားတဲ့အရာလေးတွေပေါ့နော်အခုကြွကြမဲ့အချက်တွေကလေကျွန်တော်တို့ဒီအိမ်အောင်ရှင်မျိုးသမီးတွေကိုယ့်ရဲ့ခင်မို့တနည်းအားဖြင့်ကိုယ့်ရဲ့ခင်မို့ပေါ့နော်အများကြီးအခြားလူတွေမပါပဲကိုယ့်ရဲ့ခင်မို့ကိုတခုခုစကားလေးတွေပြောဆိုတဲ့အခါမှာဆိုရင်သူ့ရဲ့မာနကိုမထိခိုက်စေဘဲနဲ့ကိုကျွန်တော်တို့သူ့နားလေးကိုချူတူတတာလေးနဲ့ဒါမှမဟုတ်သူ့နားလေးကိုအဓိကလုံရင်းလေးရောက်သွားစေနိုင်တဲ့အချက်တွေကတခုပေါ့နော်နံပါတ်1ကတော့ကျွန်တော်တို့ volume ပေါ့ကျွန်တော်တို့အတန်ပေါ့ဒီလိုပြောလိုက်တော့ကျွန်တော်ကဒီအိမ်အောင်ရှင်အမျိုးသားတွေကိုဦးစားပေးတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အစင်ကြီးစေခြင်းနဲ့ဆိုတဲ့အချက်လေးတစ်ခုတည်းပါဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့စကားတစ်ခုပြောလိုက်ပြီးအခါမှာဆိုရင်မထင်မှန်ပဲနဲ့ကိုကနည်းနည်းလေးဒေါ်ရဒီထွက်သွားတဲ့အဆင့်ကိုတော့မရောက်ပေမဲ့အဲ့လိုပြောတဲ့အနေအထားကိုဖြစ်သွားတတ်တယ်မျိုးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအချိန်ကိုက notify လုပ်ဖို့အရင်လိုအပ်တယ်အဲ့လိုဖြစ်လိုက်တဲ့အခါမှာဆိုရင်အဓိကကတော့ကိုကဒီအော်တဲ့အတန်မျိုးမဖြစ်ရဘူးပေါ့ဘာလို့လဲဆိုတော့တခါတလေမှာသူကကိုကလေးတို့ကြွမှုနေတတ်တယ်ဆိုပြီးမြဲတခါတလေမှာတော့သူကကိုရဲ့လူကြီးတဲ့လူပြောနိုင်တာမျိုးလေးရှိတယ်ဒီလိုအချင်းမျိုးတွေမှာကိုကတုံးတက်ပြီးတော့တနည်းအားဖြင့်ကိုဘက်ကနေပြီးတော့အနှိမ့်ဆုံးအတန်လေးနဲ့သူနားလေလွယ်အောင်ချင်းတို့ကြဖို့လိုအပ်ပါတယ်ဒါကနံပါတ်1အလွယ်ကိုဆုံးအချက်လေးပါဆိုနံပါတ်2ကကျွန်တော်တို့အကုန်လုံးနားလေပြီးသားဖြစ်တဲ့ညစ်တာနဲ့ပြုကျင်ရပါမယ်စကိုရဲ့ခင်မိုးကိုကချစ်လို့ပဲလက်ထပ်ခဲ့တယ်ချစ်လို့ပဲယူခဲ့ကြတယ်ညစ်တာညှခဲ့ကြတယ်အဲ့ဒါလိုပဲဒီယူပြီးသွားပြီးခင်မိုးဖြစ်လာပြီဆိုတဲ့အခါမှာဆိုကိုခင်မိုးကိုအဓိကညစ်တာနဲ့ပြုကျင်ပေးတဲ့ညစ်တာအထိပြောကြလို့ရတယ်ဆိုတော့ကိုရဲ့ခင်မိုးကပုံရင်ပြရမယ်ဆိုရင်လူသားပါပဲဆိုတော့အိမ်တော်တွေမိမလည်းလူသားပဲအိမ်တော်တွေကြုံကြတယ်လူသားတူပဲဆိုတာကိုအဓိကနံပါတ်1ဒါကျွန်တော်သတိရဖို့လိုအပ်တယ်ဆိုတော့ကိုကလည်းမှန်တယ်သူကလည်းမှလည်းမှန်တဲ့ချက်ရှိတယ်လို့ကိုမှားတဲ့အချက်ရှိတယ်လို့သူ့မှာလည်းမှားလောက်တဲ့အချက်ရှိရဆိုတော့အလားတူသတိထားပါမယ်ဒါကြောင့်မလို့အဲ့လိုအသွေးလေးနဲ့လုပ်ပေးလိုက်မယ်ဆိုရင်တော့ဒါပိုပြီးအဆင်ပြေသွားပါလိမ့်မယ်နံပါတ်3ချက်ကိုယ့်ရဲ့ခင်မုန်းကိုအများသူရှိမှာဒါမှမဟုတ်ကိုတငယ်ချင်းတွေရဲ့အရှင်မှာဒီဘယ်တော့မှပြောရမှာဆိုဒီဝေဖန်တာမျိုးတွေဒါမှမဟုတ်နှိမ့်ချတာမျိုးလေးတွေပြောတာမျိုးလေးတွေကိုနည်းနည်းလေးရှောင်ကျင်ရပါလိမ့်မယ်ဗျဆိုတော့အခုနောက်ပိုင်းကျွန်တော်တို့ဒီလူငယ်တွေအိမ်တော်တွေဖြစ်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့20%လောက်တော့ကျွန်တော်မြင်မှုကြပါတယ်စားတယ်လို့နောက်တယ်လို့လည်းပြောတာမျိုးလေးတွေရှိတယ်လို့တခါတလေကိုတွေကမထင်ပေမဲ့ပြောနေရင်ကသူ့ရဲ့မာနကိုသွားပြီးထိခိုက်တာမျိုးလေးရှိရဲ့ဒါကြောင့်မလို့အထူးသဖြင့်ကိုယ့်ရဲ့ဒီ friend တငယ်ချင်းတွေနဲ့တွေ့ရနေတဲ့အခါမျိုးတွေဒါမှမဟုတ်မိသားစုဝင်တွေတွေ့တဲ့အခါမျိုးတွေမှာဆိုရင်သူ့ရဲ့ကိုသွားပြီးတော့จิตဝေဖန်တာမျိုးတွေသူ့ကိုတော့စားကျင်တဲ့စိတ်နဲ့ဝေဖန်တာမျိုးလေးတွေကိုပြောတာမျိုးတွေကိုကျွန်တော်တို့ရပ်ဖို့လိုအပ်ပါတယ်ဒီအချက်ကတကယ်ကိုအရေးကြီးဆုံးချက်ပါဘာလို့ဆိုတော့ဒီအချက်မှာကျွန်တော်တို့ဒီလူနှစ်ယောက်ကကျွန်တော်တို့ချစ်လို့လက်ထပ်ခဲ့ကြတယ်တယောက်ကိုတယောက်ရန်လန်းဒီ respect တွေနဲ့ကိုဒါတစ်ထပ်ခဲ့ကြတယ်ဆိုတော့ခြေရင်းမြတ်တာနဲ့ကျွန်တော်တို့ဖြစ်လာတဲ့ပြီးရဲ့အခါမှာကိုယ်တငယ်ချင်းတွေနဲ့ရှင်းမှာသွားပြီးလှုပ်လိုက်တာကအဲ့ဒီအချက်တွေအကုန်လုံး broken သွားဖြစ်စီတယ်ဗျ။ဒီနေ့ကျမာနာဆိုတဲ့ကိုပြီး
ပို့တယ်ပေါ့နော်ဒါကြောင့်မို့လို့ချစ်ချင်းမြတ်တာနဲ့ကိုပြုကြည့်ပေးတင်ပါတယ်အညာစုကတော့ဒီအယူတဘောဆောင်တဲ့ဝေဖန်မှုတွေလို့ပဲပြောတတ်ကြတယ်ပေါ့နော်ဒါပေမဲ့မိန်းကလေးယောက်ျားလေးတွေမှာလည်းပြောရမယ်ဆိုရင်တော့အတ္တလည်းရှိတယ်အဲ့ဒီမှာကိုဒီလေးစားမှုကြကြဖို့ကလည်းတိတ်လွယ်တယ်ပေါ့နော်ဒါကြောင့်မို့အမားကျင်တာကပိုပြီးကားမွန်တဲ့ရွေးချယ်မှုကိုပေးဆောင်တဲ့လုပ်ရတော့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ပြောတဲ့တခုကြားမှာလည်းကျွန်တော်တို့အဓိကနံပါတ်ဒီဟာလေးကတော့ notify ရန်လုပ်ရှင်နေပါလေဆိုတော့ဒီဆုံးမတာနဲ့ဝေဖန်တာပေါ့ဒီဆုံးမတာနဲ့ဝေဖန်တာမျိုးကတော်တော်များများကသူရဲလို့ပြောနေကြတာမျိုးပေါ့အမှတော့မတူပါဘူးဆုံးမတယ်ဆိုရဲ့အခါမှာဆိုရင်သူကဒီမှားနေတဲ့အခါမှာမှန်အောင်ကိုဘလို့မဝင်လို့ပြောနေတဲ့အခါမျိုးပေါ့နော်ဒါကဒီမိဘနဲ့တာသမီတွေဒါမှမဟုတ်ဒီခင်မုန်းတခုအမှားမှုလို့ပြောမိတဲ့အခါမှာလေးဦးလေးကြီးကတအားကွာပါတယ်ဆိုတော့ဝေဖန်တာမျိုးလေးတွေကလည်းမတူပါဘူးဆိုတော့နောက်တစ်ချက်အနေနဲ့ပြောပြပေးရမှာတော့နောက်ထပ်နံပါတ်လေးအချက်ကတော့ဒါကအိမ်တော်ရှင်အညိုသားတွေတိထားတဲ့နေဟာပေါ့ငါမင်းမငါပါပြောရပါတယ်ငါမင်းမငါပါပြောတိပါတယ်လေငါမင်းမပဲဆိုတဲ့ဒီစိတ်ကပြရဆိုမျိုးသမီးတွေရဲ့ခံစားမှုမျိုးသမီးတွေရဲ့မာနကိုရချွတ်နေတယ်တူတယ်ပေါ့ဒီအမေမဲ့ကျွန်တော်ကိုပြောလိုက်တဲ့အထဲမှာတော့ဒါကိုခင်မွေးရဲ့မာနလို့ကျွန်တော်ကတော့ပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့တစ်ချက်သွားကြည့်ရမယ်ဆိုရင်ယောက်ျားလေးရဲ့မာနသည် is equal to မိန်းကလေးရဲ့မာနနဲ့တော့တူပါတယ်ဆိုတော့ခုနကကျွန်တော်ပြောလိုက်တဲ့ငါမင်းမှာပဲငါပြောရင်ရပါတယ်ဆိုရဲပြောလိုက်ဒါမဟုတ်ရင်တော့ကိုယ်စိတ်မှာချက်လိုက်တာကိုလက်ထထားတဲ့ကိုယ့်ရဲ့အမျိုးသမီးပေါ်မှာ respect ပေါ်မှာသွားပြီးတော့ထိခိုက်သွားပါတယ်မာနာလေးကိုလည်းထိခိုက်သွားပါတယ်ဒါကြောင့်မို့လို့ဒါခင်မောတယ်ပဲဖြစ်နေပါစေဒါကျွန်တော်တို့ဇနီးတွေပဲဖြစ်နေပါစေဒီအချက်ဒီအတော်လေးကိုအရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဘာပဲလုပ်နေသတိထားဖို့တအားလို့အပ်ပါတယ်ဆိုတော့ဆုံးဖြတ်ချက်တိုင်းကလည်းပြောမှဆိုတယောက်တည်းလည်းဆုံးဖြတ်လို့မရတယ်လို့ဒီတယောက်နဲ့တယောက်ဆွေးနွေးတိုင်ပင်ပြီးတော့လုပ်တဲ့အရာမျိုးပေါ့နော်ဒါကျွန်တော်ဖြည့်ပြီးပြောလိုက်တာပေါ့အဲ့ဒါလိုမျိုးပဲခုနကကျွန်တော်တို့ပြောလိုက်တဲ့အခါမျိုးတွေမှာငါပြောတာမှားသွားသလားငါပြောတဲ့အခါမှာဒီလိုပုံစံဖြစ်မသွားပါဘူးဆိုတာမျိုးကိုရဲ့ဒါကိုနှစ်ယောက်စလုံးဒါတိုင်ပင်ပြီးတော့ဒါကြံပြီးကြော်ပြပေးတင်တယ်ပေါ့နော်တယောက်ကိုတယောက်အဲ့လိုမျိုးနေရာလူထောက်ပြီးတော့ဝေဖန်တာမဟုတ်ပေမဲ့ငါဘယ်လိုဖြစ်သွားတယ်ဆိုတာမျိုးကြံပြီးပြောလိုက်တာကဒါဒီအိမ်တော်ရှင်အညိုသားတွေအညိုသမီးတွေမှာဆိုရင်ပိုပြီးနှွေးထွေးတဲ့ခံစားချက်မျိုးနှွေးထွေးတဲ့ဒါမိသားစုမျိုးကိုခံစားရပါတယ်ဆိုတော့နောက်တစ်ချက်ကအောင်နေမှုတွေပါဆိုတော့ဒီခင်မိုးတဲ့ရဲ့အောင်နေမှုတွေကိုအတွက်ကိုသူ့ကိုဒါချီးမွမ်းခန်းလေးဖွင့်ပေးရမှာပဲပေါ့နော်ဒါကတော့အကောင်းဆုံးပေါ့နော်ဒါကျွန်တော်တို့ယောက်ျားတိုင်းကျွန်တော်ရဲ့ယောက်ျားလေးဆိုတော့ဒီဟာကိုတော့ကျွန်တော်တို့ဒါဒီ point ဒီမှာကျွန်တော်တို့ထည့်ထားတာပေါ့နော်ဘာဖြစ်လို့ကျွန်တော်ကဒီကောင်ထည့်ရတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့အောင်နေမှုကိုကျွန်တော်တို့ကြားလေးတွေအကောင်းထဲမှာကဖွပလင်တွေကိုချရတဲ့ကိုရဲ့အညူသမီးရှိမှာငါလုံးနိုင်တယ်ငါထားပြီးအောင်ရှင်းအောင်လုံးနိုင်ပါတယ်ငါမှဒီလိုမျိုးဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့ကထုံပြချင်တာအတော်များများရှိတယ်ဒါကကျွန်တော်တို့ဒီရေးပြီးတော့မှမဟုတ်ဘူးကြာကျွန်တော်တို့ဒီချစ်သူကြီးစား relationship တစ်ခုမှလည်းကျွန်တော်တို့ဒါဖြစ်နေတော့မယ်ဖြစ်နေကြတော့မယ်ပေါ့နော်ရှိနေကြတော့မယ်လို့ပဲပြောရမယ်ဒါကတကယ်ကိုအရေးကြီးတဲ့အချက်လို့ပြောရမယ်သူ့ကိုဘာမှမဟုတ်ဘူးဆိုရင်တော့မှ तू လှုပ်လိုက်တဲ့တခုအရာလေးတခုခုကအောင်ရင်သွားရင်ဆိုရင်တော့ပဲကိုကဒါဟာတော်တာမျိုးလားမဟုတ်တခုခုချီးမွမ်းတာမျိုးလေးဒီလှုပ်ပေးတာကသူ့ရဲ့စိတ်ကိုဒီ motivation လေးရတယ်လို့စိတ်ကိုလည်းပုံနေကြအရင် strong ရမ်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အရေးကြီးဆုံးဒီ relationship တခုတိဆောက်တာဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ဒီအိမ်အောင်ရှင်နေမှာလဲဒီအိမ်အောင်ကြီးကိုပို့ပြီးခိုင်နေစေတယ်ပေါ့နော်ဆိုတော့ဒီဟာကတကယ်ကိုအရေးကြီးတဲ့အတစ်ချက်နောက်တစ်ချက်ကိုကျွန်တော်ထပ်ပြီးပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီအိမ်အောင်ရှင်တွေအညောင်ရှင်အမျိုးသမီးတွေမှာဆိုရင်ကလေးတွေရလာတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဒီခင်မှုကိုကလေးတွေရှင်မှာဒါမဆူပါနဲ့မဆုံးမဖို့ကိုကျွန်တော်အနေနဲ့ပြောကြပေးခြင်းတယ်ဒီအချက်တွေအရင်ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့ဒီဒါသမီးတွေရှင်မှာခင်မှုကိုဆုံးမတာကအလုံးကိုတကယ်ကိုရှောင်တင်တယ်ဘာလို့ဆိုကလေးတွေရှေ့မှာကိုခင်မို့ဆုံးမကျွကျင်ခြင်းကလည်းဒါသူတို့ဒီကလေးတွေကလေးစားမှုပေးတော့မှမဟုတ်တော့ပါဘူးဒါကအရင်ရေးကြည့်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အိမ်တော်စုရဲ့ဦးခေါင်းဆိုတာလေးကိုအငြင်းတဲ့တတိယဖို့
သွေးသွန်းနေဖို့လွတ်အပ်ပါတယ်တကယ်လို့ကိုကမဖြစ်မနေလိုနေပြီပြောကြတယ်ရှိပြီဆိုရင်ပြုပြင်စင်တာလို့ရှိတယ်ဆိုရင်နှစ်ယောက်တည်းနေတဲ့အချိန်မျိုးနှစ်ယောက်တည်းချစ်နေတဲ့အခါမျိုးတွေမှာဆိုရင်ဒါတယောက်နဲ့တယောက်နားလည်မှုရှိပြီးတော့တတိချာချာနဲ့ပုပ်ပုလင်းလင်းနဲ့ဒါပြောချင်းရလဲဒါပြုပြင်နိုင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်ကဒါအရင်ကြီးပါတယ်ဒေါသနဲ့ဆုံးမခြင်းကိုရှောင်ခြင်းမှာရုပ်တရက်ကြီးကျွန်တော်တို့ဒီဒေါသတွေထွက်မိသွားတာမျိုးတွေဒီအော်ဟောလိုက်တာမျိုးတွေဒီရိုင်းနှက်လိုက်တာမျိုးတွေကျက်နာမျိုးလေးဖြစ်သွားတာမျိုးလေးတွေကကိုခင်မှုကိုနားလည်အောင်စကားပြောဆိုတဲ့အခါမျိုးဒါမှမဟုတ်တစ်ခုခုအမှားလုပ်လိုက်တဲ့အခါမှာပြုပြင်ဖို့လုပ်လိုက်တဲ့အခါမျိုးတွေမှာပို့ပြီးတော့အစင်မကြီးဖြစ်သွားပါတယ်ဒါကြောင့်မို့လို့အဲ့လိုမျိုးပြုပြင်တဲ့အခါကိုရက်တက်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးအကျင့်ဆိုးတွေကသူ့ကိုယ်သူကာကွယ်ဖို့ဘယ်တော့မှမသွန်းလိုက်ပါနဲ့ဒီလိုလှုပ်လိုက်ခြင်းကမီးလောင်နေတဲ့အိမ်ကိုရင်းနှီးစီထည့်တယ်လို့ဖြစ်သွားတဲ့အခါမျိုးတွေ့ရပါတယ်ဒီအဲ့ဒီအစားအဓိကလမ်းလျှောက်ဖို့ဖိတ်ခေါ်ပြီးတော့သူ့ရဲ့လက်လေးကိုကင်ပြီးတတိချက်ကပြဿနာရဲ့အရင်းညစ်လေးတွေကိုထီးထီးမိမိနဲ့ပြောပေးပါတူတူဆွေးနွေးပြီးဖြေရှင်းပေးပါဒါဆိုရင်တော့ပို့ပြီးအရန်နဲ့ကဘာလေးကိုရရှိသွားမှာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကကြတော့ပြဿနာဟောင်းတွေပေါ့ကျွန်တော်တို့ဖြစ်သားပြီးသားပြဿနာတွေဟောင်းတွေကိုကြံပြီးတော့ဖော်တာကကောင်းတဲ့အချက်တော့မဟုတ်ဘူးပေါ့ဆိုတော့ဒီအရင်ကလောက်ခဲ့တာတွေကိုမှတ်မိလားဘယ်တော့မှမမေးပါဘူးဆိုတာမျိုးလေးတွေကဘယ်တော့မှကောင်းတဲ့အချက်တော့မဟုတ်ပါဘူးဒါကြောင့်မို့လို့ရေးချင်းတွေတဲ့အမျိုးသမီးတိုင်းဘယ်တော့မှဆိုမလုံးသိနဲ့ຢာတစ်ခုပါဆိုတော့လက်ရှိဖြစ်နေတဲ့ပြဿနာလက်ရှိဖြစ်နေတဲ့ကိုယ်ကိုပဲအာရုံစိုက်ပြီးပဲဖြေရှင်းပေးပါဆိုတာမျိုးကိုကျွန်တော်ထည့်ပေးစီခြင်းတယ်ဘာလို့ဆိုပြီးပြီးသားပြဿနာကြီးတွေကကျွန်တော်တို့ပြီးပြီးသားအတိတ်ထဲမှာပဲကျွန်တော်ကြံငင်ခဲ့ပြီးဒီပြဿနာတွေကြံပေါ်လာတော့ဘာမှလည်းဖြစ်မသွားဘူးဒါကြောင့်မလို့လူကြီးပီပီကိုဆွေးနွေးပြီးတော့ရှေ့ဆက်ပါလက်ရှိပြဿနာကိုပဲဖုတ်ကတ်ထားပြီးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ခေါင်းထိတ်ခါပေါ့ကိုရုပ်ကြားရဲ့ခေါင်းထိတ်ခါမျိုးကိုထိခိုက်တာမျိုးကမကောင်းတဲ့အရာတစ်ခုပါဒါကြောင့်မလို့ကိုကေမိုးကိုလေးစားသမှုအခုတော့ပေးစေချင်ပါတယ်ဒါအရေးကြီးပါတယ်ကိုကေမိုးကိုလေးစားမှုလုံလုံလောက်လောက်မရှိရင်လေကိုယ့်ရဲ့သားသမီးတွေကကိုလေးစားဖို့ပေးတော့မှာမဟုတ်တော့ဘူးလေဒါကြောင့်မလို့ဒီခေါင်းထိတ်ခါကလည်းအရေးကြီးပါတယ်ဆိုတော့နောက်တစ်ချက်ကငြိမ်းချမ်းတဲ့အချိန်မှာကောင်းကောင်းမွန်မွန်လေးပြုပြင်ဖို့ကိုကြွပြပေးခြင်းနဲ့ဇနီးမယားအများစုကဒေါသအပေါ်မှာကိုမိုးသိမ်ပြီးတော့ဓားလေးမှုတွေလွဲမှာပြီးတော့ညှဉ်းပန်းတဲ့ဒေါသတွေကိုပဲဒါပြုပြင်ဖို့တော့ကိုတောင်းကြိုးကြတယ်ဒါကပြုပြင်ဖို့အကောင်းဆုံးချိန်မဟုတ်ပါဘူးရလက်အနှဲငယ်တာကောင်းချင်တော့ကောင်းသွားမယ်100%ကြီးကောင်းသွားတာတော့မဟုတ်ဘူးအညူလာတွေကဒီတက်ပို့ပြီးတော့စင်ပယ်ရမ်းချစ်တယ်သူတို့မှရွေးချယ်နိုင်တဲ့အကြားအာယုံတွေရှိတယ်ချိုသားတဲ့စကားတွေကိုပဲသူတို့ကကြားမှချွချေနိုင်မယ်လို့သူတို့ကသင်ထားပြီးသားကျွန်တော်ကိုယ်တိုင်လေးဆိုကြားပါပဲဒါကြောင့်မလို့ကိုယ့်ယူကြားကိုဒီတမမာနဲ့ပြုပြင်ဖို့မလုပ်ပါနဲ့လေတန်းလေးရှော့ပြီးတော့ပဲပြောပေးပါပေါ့နော်ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကိုနီလက်ကမ်းပေးပါအတူတူအလုံးလုံးပါအတူတူဘဝရဲ့ပန်းနိုင်ကိုရောက်အောင်သွားပါဆိုတော့ဆွဲဆောင်မှုအရှိဆုံးနီလန်းနဲ့ကူညီဖို့အကောင်းဆုံးကြိုးစားဖို့လိုအပ်ပါတယ်ဒါကတနည်းအားဖြင့်ကိုခင်မိုးရဲ့အလုပ်တွေကိုပို့ပြီးလွယ်ကူလေးညံပို့ပြီးစေမှာပေါ့နော်ဆိုတော့အဓိကကတော့ကျိုးနေတဲ့စပွဲခြေထောက်ကျင်းမယ်ဆိုသူ့လိုအပ်တဲ့အရာလေးပေးဖို့ပေါ့အဲ့ဒါလိုပဲပေါ့နော်အမလုပ်ပြီးတဲ့ခါမှာချိန်လုံးနဲ့ထိုးဖို့အသင့်ဖြစ်မနေဘဲနဲ့ကိုယ့်လူကြားဘာလို့အဓိကကူညီဖို့လက်တကမ်းလိုပါတယ်ဒီခင်မိုးရဲ့အများစုကတော်တော်များများကကောင်းတဲ့အလုပ်တွေကိုပဲလုပ်ကြတာများပါတယ်ဒါကြောင့်ကိုတန်မိုးထားပြီးတော့ပို့ပြီးကောင်းတဲ့ခင်မိုးနဲ့ဖခင်ကြီးဖို့ပံ့မိုးပြီးဖို့အဓိကလိုအပ်ပါတယ်ကိုရုပ်ကြားကြီးဖြစ်ခြင်းတွေလည်းမတိုက်ခိုက်ပါနဲ့ဒီအချက်ကလည်းတိတ်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကိုရုပ်ကြားကြီးဖြစ်ပြီးတော့ကိုကအားနေတိုက်ခိုက်တာမျိုးကလည်းကောင်းတဲ့အချက်တွေမဟုတ်နေဘူးပေါ့နော်တကယ်ရုပ်ကြားကအဲ့လိုအကျွတ်မွန်မျိုးတော့မလုပ်ဘူးအဓိကသူ့ကိုကြောင်းလေးပြီးချင်တယ်ဆိုရင်သူ့ကိုကြောင်းလေးပို့တယ်ကိုအရင်ကြောင်းလေးပို့ကတအားကိုရေးကြည့်တယ်ဒါကြောင့်မလို့ကိုကတကယ်တော့မှန်တယ်ဆိုရင်ကိုအမျိုးသားကိုကြောင်းလေးဖို့အတွက်အဓိကလုံးမယ်ဆိုရင်တော့မှအချစ်ကြောင့်ကြောင်းလေးဖို့ကိုပဲလုပ်ပေးကြပါအဓိကကြိုးကြောင်းကိုဆိုကြားတိုင်းကြိုက်ပါတယ်ဒါကြောင့်မို့လို့ကိုရောကြားချစ်တိုင်းလေအားနေတိုက်ခိုက်ဖို့ကိုမလုံးစီခြင်းဘူး
အလုံးလုံးချင်းကကိုယ့်ယောက်ျားကိုယ့်ပေါ်မှာချစ်တဲ့စိတ်တွေကပို့ပြီးရောလာသွားလိမ့်မယ်ပြောလိုက်တဲ့စကားလေးတွေကအစင်မကြီးဖြစ်သွားတတ်ပါတယ်ကဲဒါတော့နောက်ဆုံးတစ်ချက်ပါဗါလဲဆိုတော့ကိုယ့်ယောက်ျားကတခြားလူနဲ့မရှင်ဘူးပေါ့ဒါကအရင်ကြီးဆုံးပါဘယ်တော့မှမလုံးတင်တဲ့အရာတစ်ခုလို့ပြောရပါမယ်ဒါကဘယ်ကနေစတဲ့အရာလဲဆိုတော့မနာလိုတဲ့စိတ်ကနေစယူခြင်းပေါ့သူ့ကွာကြည်ကျင်တဲ့စိတ်လေးတစ်ခုနဲ့သူ့ကိုတခြားယောက်ျားတွေနဲ့နှိုင်းယှဉ်ပြီးပြောနေတာလေးချစ်ကောင်းလေးချစ်နိုင်တယ်ပေါ့နော်တနည်းအားဖြင့်ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီတငယ်ချင်းဘာလုပ်နေရလဲမင်းမငြင်ဘူးလားငါတို့အိမ်ကြီးခင်မိုးတွေစီကတင်ယူလို့မရဘူးလားမင်းငါတငယ်ချင်းခင်မိုးတော့မဟုတ်ဘူးမင်းတို့ခင်မိုးတော့မလုံးတတ်ဘူးဒါမျိုးလေးတွေကသူတို့ကိုပူပြီးတော့အစင်မကြီးဖြစ်သွားစေတတ်တယ်ကိုရီကျိုးလေးတွေလူရင်းတော့မညိုနေသူတို့နားရတော့ဝင်ချင်းမဝင်နေလိမ့်မယ်ဒါကြောင့်မလို့ဒီလူမျိုးပြောချင်းဒီလူမျိုးအကြောင်းအရာတွေကိုရက်တတ်မှုကိုလိုအပ်တယ်ဒါကြောင့်မလို့မှတ်ထားပေးပါကိုခင်မိုးတွေကတခြားလူနဲ့ဘယ်တော့မှမတူပါဘူးလက်ချောင်းတွေတော့မတူသလိုကိုခင်မိုးကတခြားလူနဲ့ဘယ်လိုတူမှာမတူဘူးဒါကြောင့်မလို့သူ့ကိုဘာကြောင့်ရွေးချယ်ပေးပြီးတော့သူ့ကိုဘာကြောင့်ချင်းနဲ့မျိုးတွေလဲဆိုတာကိုတတိယဖို့လိုအပ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရပေးတဲ့အချက်14ချက်ပေါ့နော်ဆိုတော့ဒီ14ချက်ကိုကတည်ပြီးသွားပြီဆိုရင်တော့ဒီအိမ်တော်ရေးမှာအိမ်တော်ရေးပဲဖြစ်နေပါစေတခြားပဲမှာပဲဖြစ်နေပေါ့နော်လုံးဝအဆင်ပြေသွားမှာပါဆိုတော့ဒီအိမ်တော်ရေးအမျိုးသားတွေကပုပ်လင်းကြွရရင်အိမ်တော်တစ်ခုမှာအရေးကြီးဆုံးခက်ခက်နာပါနေတဲ့အသက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ကိုတည်ငြိစေဖို့အထူးသဖြင့်ပြောမယ်ဆိုရင်ယောက်ျားကောင်းပေါ့ကိုယ့်ရဲ့ခင်မှုပေါ့ကိုခင်မှုကျွန်တော်တို့ဒီနန်းတော်မှာယူတီလေးစားပွဲဘင်းတပါးပွဲကိုကညှော်လင့်ထားတယ်ဘင်းလိုပဲထားတယ်သူကအေးချမ်းသူကိုလေအေးချမ်းစီခြင်းနဲ့ကိုကြည့်စီခြင်းသူကချစ်စီခြင်းနဲ့ဆိုရင်တော့အရင်ဆုံးငင်းချမ်းတဲ့ကဘာလေးတစ်ခုငင်းချမ်းတဲ့နန်းတော်တစ်ခုကိုအရင်ဖန်တီးတင်တယ်လို့ပြောနေနေပဲကျွန်တော်တို့ရဲ့ nice pocket လေးကိုဒီမှာတင်အဆုံးသတ်ချင်ပါတယ်ဆိုတော့ဒီနေ့ကတော့အိမ်တောင်ရှင်အညိုသမီးတွေအတော့ကိုခင်မွေးမနာကမထိခိုက်စေဘဲနဲ့ပြုကျင်လို့လဲလွယ်တဲ့နီလန်း14ချက်လေးတွေကိုဒါလူကြီးမျိုးတို့နားလေလွယ်မဲ့ပုံစံနဲ့ကျွန်တော်တည်တည်ကြကြလေးကျွန်တော်ကြွပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် pocket လေးနားထောင်ပြီးတော့တစ်ခုမှတစ်ခုရသွားပြီလို့ညောင်းလင်းမိပါတယ်ဆိုတော့ပြောကြရင်လည်းပဲကျွန်တော်ရဲ့ဒီ nice pocket လေးဒီမှာလည်းအဆုံးသတ်ချင်ပါတယ်ဆိုတော့နားဆင်ခဲ့တာတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်တာရတော်ညလေးကိုပါဆိုင်နိုင်ကြပါတယ်အိမ်တောင်ရှိအမျိုးသမီးတွေအားလုံးစိတ်ချမ်းသာတဲ့ကိုယ်ချမ်းသာနဲ့ပြည့်စုံကြပါစေလို့ပြောရင်ဒီညဗီဒီယိုဒီမှာလည်းအဆုံးသတ်ချင်ပါတယ်ဗျနားဆင်ကြတဲ့ပရိသတ်များအားလုံးကျေးဇူးများတင်ပါတယ်နောက်နေ့ဒီမှာပြန်နေဆုံသေးကြပါဦးမယ်